ယောက်ျား100မှာ85ယောက်ကသပင်ကျွတ်နေတယ်မိန်းမ100မှာတော့33ယောက်ပဲသပင်နဲ့ကျွတ်နေပါတယ်မင်္ဂလာပါဒေါက်တာကိတ်ပါ Cherry ရဲ့အရေးပြားနဲ့အလှပဆိုင်ရာဆရာဝန်တယောက်ဖြစ်ပါတယ်ဒီနေ့မှာဒေါက်တာကသပင်ကျွတ်တာနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အထူးသဖြင့်ယောက်ျားလေးနဲ့မိန်းကလေးမှာဘယ်သူကသပင်ပိုကျွတ်လဲယောက်ျားလေးတွေပဲဖြစ်ပါတယ်ယောက်ျားလေးတွေမှာ85%ကသပင်ကျွတ်ပြီးတော့မိန်းကလေးတွေမှာတော့33ကနေ50%ကသပင်ကျွတ်ပါတယ်ဒါဆိုလို့ရှိရင်တော့သပင်တွေဘာလို့ကျွတ်ရတာလဲပေါ့နော်ဘာလို့ယောက်ျားလေးတွေကသပင်ပိုကျွတ်ရတာလဲပေါ့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဆိုလို့ရှိရင်ယောက်ျားလေးတွေကအရင်နှစ်တည်းတော့ဆိုရင်ပေါ့နော်တကယ်တော့ဒါတော့2020နောက်ပိုင်းမတိုင်ခင်ပေါ့အဲ့လောက်တော့ဆိုလို့ရှိရင်တော့ယောက်ျားလေးတွေက35အထက်လောက်မှာသပင်စပြီးတော့တင်းဖြစ်လာတယ် hair လေးစပြီး loss ဖြစ်လာတယ်ပေါ့ hair ပမာဏလေးစလျော့လာတယ်သပင်ကျွတ်တာတယ်ပြီးတော့ health တွေထပ်မထပ်တော့ဘူးပေါ့နော်အဲ့လိုမျိုးကနေအခုနောက်ပိုင်းဒီ2025ပေါ့နော်2026မှာကျတော့ဘယ်လောက်ထိစာတန်းနေမှာတွေ့ရလဲဆိုရင်သူတို့ကအသက်22နှစ်လောက်ရောက်တာနဲ့သပင်စ loss ဖြစ်လာတယ်ဆိုတော့ဒါအရန်ကိုဘယ်လိုခေါ်မလဲကြောက်လန့်စရာအချက်ကိုတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့22နှစ်လောက်မှာစကြုတ်နေပြီဆိုတော့အရင်ကတက်15နှစ်လောက်ကိုရှေ့စောသွားရတယ်ဆိုတာဒါကစိုးရင်စရာအနေထားတည်းဖြစ်တယ်ပေါ့ဒါဆိုရင်ဘာလို့သပင်ကျွတ်ရလဲဆိုတော့တို့သပင်ကျွတ်ရခြင်းအကြောင်းရင်းကိုအဓိကအဖြစ်တော့3ချက်ခွဲထားတယ်နံပါတ်1ကဘာလဲဆိုတော့မျိုးရိုးပေါ့နော် genetic factor ပေါ့မိဘမျိုးရိုးမှာဒီသပင်ရဲ့ hairline ကအဲ့လိုကျွတ်နိုင်တဲ့ hairline မျိုးပေါ့သပင်အရေးအတွက်နည်းတဲ့မျိုးရိုးမျိုးဖြစ်ခဲ့တယ်ကိုယ့်ရဲ့ family ကသပင်နည်းတယ်သပင်ပမာဏနည်းတယ်သပင်မထူပဲနဲ့ပါတဲ့လူဆိုလို့ရှိရင်တော့ပိုဖြစ်နိုင်ခြင်းရှိတယ်နောက်တစ်ခုကကြတော့ဒါတို့အခုနောက်ပိုင်းခေတ်ဖြစ်လာတာပေါ့နော်အဓိက lifestyle နဲ့ nutrition ပေါ့ lifestyle ဆိုတာဘာလဲဆိုလို့ရှိရင်တော့ stress တွေများလာကြတယ်စိတ်ဖိစီးမှုတွေများလာတယ်စိတ်ဖိစီးမှုဆိုတာအဓိကအချင်းမျိုးစုံပေါ့နော်ဒါအမျိုးသားတွေဆိုလို့ရှိရင် तू က family အတွက်အလုပ်လုပ်ကြတယ်ပြီးတော့ကို့မှာဒါမိသားစုအတွက်အဆင်ပြေဆုံးဖြစ်အောင်လုပ်ရတဲ့အချိန်မှာတို့ရဲ့ stress တွေရှိရဲနောက်တစ်ခုကစားတာတောက်တာတွေပေါ့စားရတောက်တဲ့အနေအထားတွေကလည်း nutritious မဖြစ်တော့ဘဲနဲ့အာဟာရမမျှဘူးနောက် sleeping pattern တွေပေါ့အိပ်ရေးမဝဘူးအိပ်ရတာအဆင်မပြေတဲ့ဟာမျိုးတွေရှိလာတယ်နောက်စားရင်လည်းလျော့လာတယ်ပေါ့တနေ့တာတော့လိုအပ်တဲ့ carbohydrate protein fat ဒါတွေလုံလောက်မျှတအောင်မစားဘူးပေါ့နော်ဒါကနံပါတ်1အချက်ပေါ့နောက် physical stress တွေကဘာတွေလဲဆိုလို့ရှိရင်တော့စိတ်ဖိစီးမှုဆိုတာကတော့ဒီfamily psychological depression ဖြစ်နေတာမျိုးဒါ ADHD ရှိတာမျိုးအဲ့လိုလူတွေဆိုလို့ရှိရင်တော့ပိုဖြစ်တတ်တယ်နောက်ဆက်လက်တောက်တာအရက်တောက်တာတွေနဲ့ဒါ social တွေဆိုလို့ရှိရင်လည်းပိုဖြစ်တယ်ပေါ့နော်တရားအချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီခေတ်ရဲ့ဒါ effect တွေကဘာဖြစ်လာလဲဆိုတော့ lifestyle changes တွေဖြစ်လာတယ်ပြီးရင်စားရတောက်တဲ့ pattern တွေပုံစံပြောင်းလာတယ်ကြိုက်လာတဲ့အစားအစာတွေပြောင်းလာကြတယ်အရင်တော့ကကြတော့ဒေါ်လာတို့ကစားလို့ရှိရင်ဒါ healthy ဖြစ်ကြတယ်ပေါ့နော်အထူးသဖြင့်အသီးရွက်တွေအသားငါးတွေမျှအောင်စားတယ်အသစ်တွေထပ်မထွက်ဘူးပေါ့အခုနောက်ပိုင်းကကြတော့စားစရာတွေမှာဆိုလို့ရှိရင်လည်းဒါပူတယ် hot pot တွေအကင်တွေနောက်ပြီးလို့ရှိရင်အသစ်တွေပေါ့နော်အဲ့လိုစားရတဲ့ဟာတွေကအသစ်တွေအများကြီးထပ်ထွက်လာတယ်စားစရာအသစ်တွေကလည်းနေတိုင်းပြောင်းလဲနေတယ်အပူဆက်တွေပိုများလာတယ်အဲ့တကြောင့်မို့လို့သူတို့ကလူတွေကလည်းပိုစားလာကြတယ်ပြီးရင်နောက် stress များလို့ဆိုပြီးတော့တငယ်ချင်းတွေနဲ့တောက်ကြတယ်တပတ်မှာ1 to 2 day တောက်ကြတယ်တချို့ဆိုလည်းအဲ့လို occasional ကနေပြီးတော့ regular လိုလေးဖြစ်လာတာပေါ့နော်အဲ့လိုမျိုးလေးတောက်တဲ့အချိန်မှာကျတော့လည်းပိုစားဖြစ်တယ်ပိုတောက်ဖြစ်တယ်ဆိုပြီးတော့ဝါလာကြတယ်ဝါလာတဲ့နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုလို့ရှိရင်တော့သူကခန္ဓာကိုယ်မှာဒါ obesity ဖြစ်လာတယ် fat တွေများလာတယ်အဆီတွေပိုများလာတဲ့အတွက်ကြောင့်မလို့သူကသွေးကြောကျဉ်တာသွေးပေါင်တက်တာသွေးအဆီများတာတွေနဲ့နောက်စီးချိုသွေးတို့ဓာတ်တွေဖြစ်လာကြတာပေါ့နော်ဆိုတော့အဲ့ဓာတ်တွေပျောက်ဖို့အတွက်ဆိုလို့ရှိရင်ဒေါက်တာတွေတော်တော်များများတော့ weight ချလိုက်ပါ weight ကို loss ဖြစ်အောင်လုပ်ပါဆိုပြီးတော့မျိုးစုံသူတို့ညွှန်ကြားကြတယ် weight ချလိုက်ရင်ဒီယောဂတွေတဝက်လောက်တက်တာပြီးသားဖြစ်သွားတယ် weight loss ဖြစ်သွားတယ်အဆီလျော့သွားတဲ့အနည်းသွေးကြောတွေထဲမှာရှိတဲ့အဆီတွေကျသွားတော့သွေးကြောကလည်းဖိအားနည်းသွားတယ်သွေးပေါင်ကျသွားတယ်ပေါ့နောက်တစ်ခုကခန္ဓာကိုယ်ရဲ့ဒီပုံစံလေးမှန်လာတဲ့အချိန်မှာနှလုံးသွေးကြောကျဉ်တာတွေလည်းတက်တာစေတယ်ဒီအတွက်ဘာဖြစ်လဲဆိုတော့ weight ချတဲ့အခါမှာဘာလို့ချကြလဲဆိုလို့ရှိရင်တော့အားကစားနဲ့လောက်တာချတာတော့အကောင်းဆုံးပဲချိုးကြတော့လည်းအဲ့လိုမဟုတ်ဘဲနဲ့ဒါရက်လည်း short လိုက်တာပေါ့စားတာကိုလည်းငိုတွေကတိတ်မမျှဖြစ်နေတာကိုကဘိန်းကျင်နေဆိုပြီးထပ် short တယ်အဲ့တော့ပိုပိန်သွားတယ်ပေါ့အဲ့ဒါဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးအဲ့ဒီ weight loss ရဲ့ effect ကြောင့်လည်းသပင်ကျွတ်သွားတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့သပင်ကျွတ်တဲ့ပုံစံပေါ့နော်ယောက်ျားတွေကကြတော့ဒီလိုမျိုးကကြီးပုံကျွတ်ကြရတယ်ပေါ့နော်သပင်ကဒီလိုမျိုးဒီနေရာရဲ့ line ဒီလိုတက်သွားတာပေါ့နော်ကကြီး M shape လို့ခေါ်တယ်သူကအဲ့လိုမျိုးနည်းနဲ့တဖြည်းဖြည်းပါဒီလိုအပေါ်တက်သွားတာပေါ့နော်ဒါဆိုရင်ဟိုဖြစ်တယ်ဆိုတော့အမျိုးသားတွေမှာစောကြီးတွေကဒီလိုမျိုးကကြီးပုံဖြစ်နေတဲ့လူဆိုလို့ရှိရင်တော့ပိုကျွတ်နိုင်တာပေါ့နော်ထိပ်ပိုပြောင်းနေတာပေါ့တချို့အမျိုးသားတွေကြတော့အဲ့လိုမဟုတ်ဘူးနှစ်ဖူးနည်းနည်းကျဉ်လေးဖြစ်တယ်ဆိုလို့ရှိရင်တော့သူကသပင်ကျွတ်တာနည်းနိုင်တယ် main ကလေးတွေကြတော့ညီညီမျှကျွတ်တယ်ဒီနားလေးပဲကွက်ကျွတ်တာမဟုတ်ဘူးညီညီမျှကျွတ်တယ်ဒါပေမဲ့သူ့ရဲ့ပြဿနာ widening ပေါ့နော်ဒီနေရာလေးတွေကျဲလာတာပေါ့ main ကလေးရဲ့သပင်ကျွတ်ပုံပေါ့နော်အဲ့လိုမျိုးတွေတော့ခွဲခြားလို့ရပါတယ်အဲ့ဒါဆိုရင်ဒေါက်တာဟုတ်ပါပြီကျွန်တော်သပင်ကျွတ်နေပြီကျွန်တော်ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုရင်နံပါတ်1ကတော့ PRP သို့မဟုတ် exosome treatment ကိုစလုပ်သင့်ပါတယ်
ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့မိမိရဲ့သွေးကိုဖောက်ပြီးသွေးရည်ကြီးနဲ့သပင်ဒီနေရာတစ်ဝိုက်လုံးကိုအပ်နေပေါ့နော်အဲ့ဆိုတာမီဆိုအပ်နေလည်းရတယ်ဒါမှပန်းနေလည်းရတယ်အဲ့ treatment လေးနဲ့လုပ်ပေးရမယ်အဲ့ဒါဆိုရင်ဘာဖြစ်လာမလဲဆိုတော့သပင်ဒီကျွတ်နှုံနှေးသွားမယ်ပေါ့ပုံမှန်တစ်နေ့ကိုသပင်ကပမာဏထားပါတော့ဥပမာပေါ့နော်အပင်20လောက်ကျွတ်နေတာကနေဆိုလို့ရှိရင်တော့9ပင်10ပင်လောက်ပဲကျွတ်တော့မယ်နောက်တစ်ခုကကြတော့သပင်ကထပ်မကျွတ်တော့တဲ့အပြင်အသက်သပင်တွေလည်းထပ်များလာနိုင်တယ်ဆိုတော့သပင် density များလာနိုင်တာပေါ့နော်အဲ့လိုမျိုးလုပ်ပေးလို့ရတယ် PRP သို့မဟုတ် exosome ကြိုက်တာရွေးလို့ရတယ်အဲ့ဒါလုပ်မယ်နံပါတ်1ပေါ့ဒုတိယချက်ကကြတော့လိန်ဆေးနဲ့တောက်ဆေးတွဲလို့ရတယ်လိန်ဆေးဆိုလို့ရှိရင်တော့ minoxidil လိန်ဆေးကိုဒေါက်တာတို့ဆေးကန်ဒီမှာလည်းပေးကြတယ်အခုလည်းတော်တော်များများသိကြမှာပါအဓိကသပင်ကို hair treatment လုပ်ပြီးရင်လည်းလိန်နဲ့တစ်နေ့ကိုတစ်ချိန်သုံးဖို့နှစ်ချိန်လိန်လို့ရတယ်ပြီးတော့နောက်တောက်ဆေးပေါ့အဲ့တောက်ဆေးကိုလည်းတစ်နေ့တစ်ချိန်တောက်လို့ရတယ်တောက်တဲ့အခါမှာတော့ effect အပြည့်ရကျင်တယ်ဆိုရင်တော့အနည်းဆုံး3လနဲ့6လလောက်တော့တောက်ပြရမယ်ပေါ့နော်ဒါမျိုးကဒုတိယ treatment မှာတတိယတစ်ခုကတော့ DHT blocker လို့ခေါ်တဲ့ဒီသပင်ကိုနှေးစေတဲ့ hormone ကိုတော့ block လုပ်နေတာပေါ့နော်အဲ့လိုမျိုး treatment အနေနဲ့3မျိုးပေါင်းပြီးလုပ်ပေးလို့ရပါတယ်ဒီ treatment တွေအကုန်လုံးကိုတစ်ခုတည်းမဟုတ်ဘဲနဲ့ combine နည်းနဲ့ပေါ့နော်တစ်မျိုးနဲ့နှစ်မျိုးကိုပေါင်းဆက်ပြီးတော့ကုသတဲ့ treatment မျိုးတွေလုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒေါက်တာရေဘယ်လောက်တစ်ချိန်လုပ်တင်လဲဆိုလို့မရလို့ရှင်တော့အကောင်းဆုံးကတော့ PRP သို့မဟုတ် exosome hair treatment ကိုဆိုလို့ရှင်အနည်းဆုံးပေါ့နော်3ပတ်4ပတ်တစ်ချိန်လုပ်ပေးရမယ်အချိန်ရည်အတွက်နေနေဆိုလို့ရှင်တော့4ချိန်ကနေ6ချိန်လောက်စပြီးလုပ်ပေးရပါမယ်နောက်ပိုင်းအနေနဲ့ဆိုရင်တော့ကိုလိုချင်တဲ့အနေထားပေါ့နော်သပင်လေးလည်းထွက်လာပြီသပင်နဲ့ထပ်မကျွတ်တော့ဘူးဆိုလို့ရှိရင်တော့ maintenance အနေနဲ့ဆိုလို့ရှိရင်တော့ဒေါက်တာတို့ကလပိုင်းပေါ့နော်3လ4လတစ်ခါလောက်ပုံမှန်လုပ်ပေးရပါတယ်အဲ့အပြင်ခုနဖြန်းတဲ့ဆေးပေါ့နော်လိန်ဆေးခေါ်တာပေါ့နော်လိန်ဆေးနဲ့တောက်ဆေးကိုလည်းပုံမှန်လေးတောက်ပေးတော့မယ်ဆိုရင်ရပါတယ်အသေးစိတ်ကိုတော့မိမိရဲ့သပင်မိမိရဲ့အနေအထားပေါ့နော်ဘယ်လောက်ထိ hair loss ဖြစ်နေလဲဆိုတော့မူတည်ပြီးတော့ဆေးကမ်းမှာဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသလို့ရပါတယ်ရှင်ဒါဆိုတော့ဒေါက်တာတို့သပင် loss ဖြစ်နေတဲ့ hair loss ဖြစ်နေတဲ့ stage 2ကိုခွဲထားတာပေါ့နော်နံပါတ်1အနေနဲ့ stage 1ဆိုရင်တော့သူကပါလာတာပေါ့ထိတ်ကနေကြည့်ရဆိုလို့ရှိရင်ဥယျာဉ်ပြောင်းအောင်မြင်နေရတယ်ပေါ့နော်ဒါ1ပေါ့2ကတော့သူ့တက်ပိုပါလာပြီဖြူဖြူလေးပိုမြင်ရတယ်ပေါ့နော်သပင်လေးနဲလာတယ်ဒါ3ပေါ့နော်4ဆိုရင်တော့ဒီလောက်ဖြစ်လာမယ်5 6 7အထိဒီလိုတိုင်းလာတယ်7ဆိုရင်တော့သူကတော်တော်ကြီးကိုပြောင်းနေပြီပေါ့နော်ထိတ်ကိုပြောင်းနေပြီကရုံးလောင်နီးနီးဖြစ်နေပြီပေါ့နော်ဆိုတော့ကိုကဘယ် stage လောက်မှရှိနေရလဲကုသမှုအနေနဲ့ဆိုလို့ရှိရင်တော့ stage ပေါ်မူတည်ပြီးတော့ကုသမှုကကွဲပြားပါတယ်ကုသတဲ့ဟာပို့ပြီးတော့ကြာပြီးတော့နည်းနည်းအချိန်ပေးပြီးကုရမယ်ဆိုရင်တော့ဒီဘက်နောက်ကိုရောက်သွားရင်တော့treatment ပို့ပြီးတော့များမယ်ပေါ့နော်ဒီအရှိလေးတွေဆိုရင်တော့ကုသရလွယ်နိုင်တယ်ပြီးတော့ဒါရဲ့ပတန်းကိုလည်းဆရာဝန်တွေကိုယ်တိုင်တိုင်ပင်ပြီးတော့ဘာတွေစားဘာတွေတောက်ဆိုတာမျိုးကိုအကြံပြုတဲ့ treatment လိုမျိုးလုပ်ပြီးရင်တော့ပိုကောင်းပါတယ်ရှင်အခုဆိုလို့ရှိရင်တော့သပင်ရှိတဲ့လူနဲ့သပင်မရှိတဲ့လူနဲ့ပေါ့နော်ဘယ်ဟာပို့ပြီးတော့ဆွဲဆောင်မှုရှိပါသလဲသပင်ရှိတဲ့လူကတော့ပို့ပြီးတော့ငယ်လဲထင်ရတယ်ပို့ပြီးတော့နှုတ်ပြိုရဲလို့လည်းထင်ရပါတယ်အဲ့အတွက်ကြောင့်မို့လို့သပင်ကအရေးကြီးတဲ့ခန္ဓာကိုယ်ရဲ့အလှပဒုတိယမျက်နှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သပင်ကျွတ်တာနဲ့ပတ်သက်ပြီးတော့ treatment တွေကိုကုသမယ်ဆိုရင် cherry ကိုလာလို့လည်းတော့ကဖိတ်ခေါ်ချင်ပါတယ်ကျွမ်းကျင်တဲ့ဆရာဝန်တွေကိုယ်တိုင်မိမိတို့တင့်တော်တဲ့ combined therapy treatment တွေအားလုံးကိုတေချာကုသပြီးမှဖြစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်